ညာရှိယုံလေးပုံပြင်တခါတော့ကတစ်တော်ကြီးတစ်ခုမှာယုံလေးတစ်ကောင်နေထိုင်ပါတယ်သူ့မှာမျက်လုံးလေးတွေကြီးပြီးနရွက်ရှည်ရှည်လေးတွေရှိသလိုအထူးသဖြင့်သူ့ရဲ့ဉာဏ်ပညာကြောင့်တစ်တော်တွေကတိရစ္ဆာန်တွေအားလုံးကသူ့ကိုလေးစားကြပါတယ်။တနေ့မှာမိုးခေါင်ရေရှားပြီးတစ်တော်တွေကအိုင်တွေချောင်းတွေခန်းချောက်လာပါတယ်။တိရစ္ဆာန်တွေအားလုံးရေငတ်ပြီးပူပြင်းတဲ့နေရိပ်ထဲမှာအားအိမ်ကုန်ခန်းနေကြပါတယ်။ဒါကိုမြင်တဲ့ပညာရှိယုံလေးကစဉ်းစားပါတယ်။ဒီလိုဆိုငါတို့အားလုံးအငတ်ပြတ်နဲ့တေးကြေပျက်စီးကြရမယ်။ငါစဉ်းစားရမယ်။သူဟာညအချိန်မှာကောင်းကင်ကိုကြည့်ပြီးကျယ်ရီကြားကလောက်ကိုအာယုံစိုက်ကြည့်ပါတယ်။နောက်တနေ့မနက်မှာသူဟာတိရစ္ဆာန်အားလုံးကိုခေါ်ပြီးပြောပါတယ်။မိတ်ဆွေတို့ရေကျွန်တော်တွေ့ပါပြီကျွန်တော်တို့ရေရှာဖွေရမယ့်နေရာကိုလာရဲ့အရေးကညဘက်မှာဘယ်နေရာကိုညွှန်ပြနေတယ်လဲဆိုတာကျွန်တော်သတိထားမိပါတယ်အဲ့ဒီနေရာမှာမြေအောက်ရေရှိပါလိမ့်မယ်တရိษံတွေအားလုံးယုံလေးနဲ့အတူလမ်းညွှန်ပြတဲ့နေရာကိုသွားကြပါတယ်ယုံလေးကမြေကြီးကိုတူးဖော်ဖို့အမိန့်ပေးပါတယ်စင်ကြီးကနှမောင်းနဲ့တူးပါတယ်ဝက်ဝံကလက်သေးကြီးတွေနဲ့ချစ်ပါတယ်မြောက်တွေကလက်တွေနဲ့ထုတ်ပါတယ်မကြခင်မှာပဲဖျားခနေဆိုပြီးရေတန့်တန့်လေးတွေပန်းထွက်လာပါတယ်တရိษံအားလုံးဝမ်းသာအားရရေတောက်ကြပါတယ်ဒီဖြစ်ရဲ့ကြောင့်တစ်တော်တွေကတရိษံတိုင်းပညာရှိယုံလေးကိုပို့ပြီးချီးကျူးလေးစားလာကြပါတယ်ယုံလေးကလည်းအားလုံးကိုတုံတင်ချက်ပေးပါတယ်မိတ်ဆွေတို့ရေဒီဖြစ်ရက်ကနေသင်ခန်းစာယူစရာရှိပါတယ်ပထမဆုံးအနေနဲ့စိတ်မပြတ်သင့်ပါဘူးဒုတိယအနေနဲ့ပတ်ဝန်းကျင်ကိုသတိထားပြီးလေ့လာသင့်ပါတယ်တတိယအနေနဲ့အတူတကွပူးပေါင်းဆောင်ရွက်ရင်ပြဿနာတိုင်းကိုဖြေရှင်းနိုင်ပါတယ်။အဲ့ဒီနေ့ကစပြီးတစ်တော်ထဲမှာတရိษံတွေဟာပညာရှိယုံလေးရဲ့တုံသင်ချက်ကိုအမြဲတမ်းမှတ်ရကြပြီးချစ်ခင်စွာနဲ့အတူရှင်တွဲနေထိုင်လာကြပါတယ်။သင်ခန်းစာဉာဏ်ပညာဟာခွန်အားထက်ပိုပါတယ်စိတ်မပြတ်ပဲစဉ်းစားဉာဏ်ကိုသုံးပြီးအတူတကွလက်တွဲဆောင်ရွက်ရင်ပြဿနာတိုင်းကိုဖြေရှင်းနိုင်ပါတယ်။